ရှင်ဒီမှာနာမည်ဝတ်တော့မို့ပါဒီမှာရရှာလို့မျိုးဖြစ်ပါတယ်ဒါကြောင့်ဒီမှာပြောတာအမှားပိုင်နားလည်ပေးကြပါအောင်ရှင်ဒီမှာမြန်မာလို့ပြောတတ်ပါတယ်ဒါပေမဲ့ရမချောင်းသေးဘူးစာရေးတာစာဖတ်တာပြဿနာမရှိဘူးစကားပြောမှအားနေတယ်ဒီမှာမြန်မာစကားကိုကျောင်းမှာတက်ကလုံးမှာသင်ခဲ့ပါတယ်ဒီမှာတော့ဆီယာနာမယ်ဦးညာလို့ခေါ်ပါတယ်သူရမ်းတော်တယ်အားလုံးသိတယ်သူလည်းရရှာလို့မျိုးပါပဲဒီမှာဆီယာနဲ့သူတပ်ပုံရိုက်ခဲ့တယ်ဒီမှာမြန်မာပြည်ကိုတခါရောက်ဖို့တယ်အဲ့မဲ့ကြာပြီ2009ခုနှစ်ကရောက်ဖို့ရတယ်ခုမြန်မာပြည်မှာအလုံးပြောင်းနေပြီထင်တယ်နောက်တစ်ခါလည်းတွားခြင်းသေးတယ်တွားဖို့အစီအစဉ်ရှိတယ်ဟုတ်တယ်ဒါပေမဲ့ကိုယ်အဆင်မပြေသေးဘူးခုဒီမှာမော်စကိုမြို့ရှိတဲ့မြန်မာတန်ရုံမှာအလုပ်လုပ်ပါတယ်ဒါမြန်မာအင်ဂျီဒီမှာလက်ဆောင်ဝယ်ပေးတယ်မြန်မာလေးကိုရမ်းကျေးဇူးတင်ပါတယ်ရမ်းပြောပါတယ်ရမ်းချိုက်တယ်အားရကျေးဇူးတင်ပါတယ်တကယ်ရမ်းကောင်းတယ်